ဗုဒ္ဓဘာသာမဟုတ်တဲ့နိုင်ငံညာလူတွေက mindfulness လေ့ကျင့်ခန်းဆိုပြီးတော့အခုဆို business အလုပ်တွေမှာတောင်မှဝေကျေတနာများစွာပေးပြီးတော့သင်တန်းတွေပါတက်ကြတယ်နော်သင်တန်းတွေပါတက် mindfulness based stress reduction ဆိုတာ mindfulness ခြေခံပြီးတတိကိုခြေခံပြီးတော့စိတ်ဖိစီးမှုတွေကိုဖယ်ရှားလို့ရတယ်ဆိုတာမြတ်စွာဘုရားဆရာရသွားတာနော်အဲ့ဒီရသွားတဲ့နည်းကိုလုံးနေတယ်တကယ်ကတော့မြန်မာပြည်ကဗုဒ္ဓဘာသာဝင်တွေဟာဒီနည်းစနစ်တွေမြန်မာလူမျိုးတွေလက်ထက်မှာရှိတဲ့ပိဋကတ်၃ပုံမှာပါတယ်အလုံးဟာဒီထဲမှာပါသို့တော့မြန်မာပြည်ကလူအများစုကဒါတွေကဘုန်းကြီးစာတွေလောကုတ္တရာစာတွေနိဗ္ဗာန်ရောအကြောင်းတရားတွေနောင်ဘဝအတွက်တွေငါတို့နဲ့မဆိုင်ဘူးငါတို့ကစာဝန်တွေလုံးတာဒါတွေအရေးမပါဘူးလို့ဆိုပြီးကြောခိုင်းသွားကြတာများတယ်ပေါ့နော်တကယ်ကတော့ဒါတွေနဲ့အသုံးချပြီးတော့အလုံးလုံးကြရမှာဖြစ်တယ်လောကုတ္တရာစာမဟုတ်ဘူးလောကီအတွက်လောကုတ္တရာဆိုတာမေတ္တာဖို့လေးပါနိဗ္ဗာန်ကိုပဲခေါ်တယ်ကျန်တာတွေဟာလောကီတွေကျွ